ညတကောင်ရဲ့အချိန်မှာရုတ်တရက်ဖိုက်အောင်တာဖြားတာဓမ္မမဟုတ်ကလေးတွေထိခိုက်ရှာနာဖြစ်တဲ့အခါမှာအိမ်မှာစိတ်အစဉ်သမရှိလို့စိတ်ပူနေတာပူပါသလားဒီနေ့ဗီဒီယိုမှာတော့ဆေးဝါးပညာရှင်တရားအနေနဲ့အိမ်တိုင်းရဲ့ဆေးဗီဒီယိုတွေမှာမရှိမဖြစ်မနေအသင့်ဆောင်ထားတဲ့အရေးပေါ်အခြေခံဆေးဝါး5မျိုးကိုလမ်းညွှန်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးဆောင်ထားရမှာကတော့ပါရာစီတမောပါကလေးရှိရင်ကလေးအတွက်ပါရာစီတမောဆေးရည်လူကြီးအတွက်ပါရာစီတမောဆေးပြားဆောင်ထားရပါမယ်ဖြားနာတာကိုလက်ကိုက်ခဲရတဲ့အတွက်ပထမဦးဆုံးကူညီပေးနိုင်တဲ့ဆေးတစ်မျိုးဖြစ်ပါတယ်ဒုတိယချက်ကတော့ဓာတ်စာတို့ ORS ပါရုတ်တရက်ဝမ်းလျှောတာ ONR ဖြစ်ရင်ခန္ဓာကိုယ်ရေဓာတ်မခန်းချအောင်အရင်ဆုံးတိုက်ကျွေးဖို့အလွန်အရေးကြီးပါတယ်တတိယချက်ကရုတ်တရက်အစာမကြေတာလေပွားတာတွေအတွက်လေဆေးပြားဥပမာအဖြစ်အန်တာဆစ်တွေဆောင်ထားတဲ့မှာညဘက်ရုတ်တရက်ရှင်ပူရင်အောင်ဖြစ်တဲ့အခါမှာအရန်အသုံးဝင်ပါတယ်စတုဒ္ဓချက်ကတော့နှာဆေးရာဖုံမှုံနဲ့မတည့်ပဲရာရက်နာတွေအတွက်အလက်ကျစ်ပြောက်တဲ့ဆေး antihistamine တစ်မျိုးဆောင်ထားရပါမယ် antihistamine နဲ့မှာဆိုပါရရှိလဲဆို cetirizine တို့ loratadine တို့ fexofenadine တို့အလိုဆေးလေးရှိပါတယ်နောက်ဆုံးချက်ကတော့ပုတ်တိုက်မိရာထိခိုက်ရှာနာတွေအတွက်ပတ်တီပလတ်စတာနဲ့အနာပိုးသက်ဆေးရည်ပေါ်ပီတုံးအိုင်ယိုဒင်းတို့ကိုအရေးပေါ်ရှေးဦးသူနာပြုစုဖို့ဆောင်ထားရပါမယ်မိမိတို့ရဲ့အိမ်မှာဒီဆေးဝါးလေးတွေအသင့်ရှိနေမှဆိုရင်ရုတ်တရက်မတော်တဆမှုတွေနဲ့ဖျားနာမှုတွေဖြစ်လာတဲ့အခါမှာစိတ်အေးသက်သာစေမှာဖြစ်ပါတယ်။တင့်အိမ်မှာကောဒီဆေးတွေစုံစုံလင်းရှိရလားမရှိသေးရင်ဒီနေ့ပဲဝယ်ပြီးတော့ဆောင်ထားလိုက်ပါနော်။ကျမကြီးဘုသူတာတွေအမြဲရယူဖို့ P4U ကို like and subscribe လုပ်ဖို့